ရှေ့စုမဲ့ငွေလေးနဲ့ဆက်လေးတစ်စီးဝယ်ချင်တာကွာငါတို့ရေဦးလေးတို့တော့အမှားရောဖြစ်သွားမှာကြောက်ပါတယ်ဆိုတော့လူချင်းမင်းတို့အတွက်ကျွန်တော်တို့ဒီနေ့ရှင်းပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကဈေးရောက်တဲ့ဗီဒီယိုမဟုတ်ပါဘူးကို့မှာရှေ့စုမဲ့ငွေလေးနဲ့ချစ်ချုပ်ပြီးတော့ကျွန်တော်တို့ထော်လာကြီးပဲဖြစ်စေကျွန်တော်ကူဘိုဒါယာမစတဲ့ကြိုက်တဲ့ဆက်ကိုပဲဖြစ်စေကျွန်တော်တို့ဆက်ဝယ်ဖို့စဉ်းစားနေပြီဆိုလို့ရှိရင်ဒီအချက်တွေကိုတည်ထားဖို့လိုအပ်ပါတယ်ပထမချက်ကဒီဆက်ပစ္စည်းရဲ့အာမခံဘယ်လိုရှိသလဲလက်ငင်းဈေးအရေးကြဈေးဘယ်လိုရှိသလဲသေချာမေးရပါမယ် promotion ပါတယ်သေချာမေးရပါမယ်ကုမ္ပဏီကရောင်းပြီးနောက်စားပစ်ဘယ်လိုလိုက်ပေးသလဲသေချာမေးရပါမယ်ဒုတိယတစ်ချက်ကတော့ကိုကနားမလည်လို့ဆက်ဆရာခေါ်လာမယ်ဆိုလို့ရှိရင်ဒီဆက်ဆရာနဲ့သေချာတိုင်ပင်သင့်ပါတယ်ဆက်ရဲ့အကျော်အသွေးအမွေးကိုသေချာကြည့်သင့်ပါတယ်ဟိုဖုန်းတစ်လုံးဝယ်သလိုမျိုးဆိုရင်တောင်မှကျွန်တော်တို့ကဖုန်းသွားဝယ်မယ်ဆိုလို့ရှိရင်ဝယ်ပြီးတော့တန်းယူလာလို့မရပါဘူးသူကဘယ်လိုလဲဆိုတော့ဖုန်းထဲမှာ software တွေထည့်ရမယ်လိုအပ်တဲ့ accessory လေးတွေလုံးဆရာရှိမှာပေါ့နော်အခုလိုမျိုးထော်လာဂျီတို့လိုကိုဘိုဒါယာမားတို့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကလိုအပ်တဲ့ maintenance လေးတွေကိုလုပ်ပေးအောင်မှာဖြစ်ပါတယ်လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းတာလေးတွေလုပ်ပေးပြီးသွားလို့ရှိရင်လူချင်းမင်းတို့လက်ထက်ကိုဆက်ထည့်ပေးမှာဖြစ်ပါတယ်အဲ့ဒီခါမှာလည်းကျွန်တော်တို့ဒီရုံးမှာဆက်လာထုတ်လို့ရသလိုလူချင်းမင်းတို့အိမ်နိုင်ရာရောက်ဆိုလို့ရှိရင်ဘယ်လိုရှိမလဲဘယ်လိုပို့ပေးသလဲလူချင်းမင်းတို့ဒါလေးကိုသေချာနားလေအောင်ကနနာသေချာနားလေအောင်မေးမြန်းသင့်ပါတယ်ကိုကနားမလဲလို့ဆက်စရာကိုခေါ်လာခဲ့မယ်ဆိုလို့ရှိရင်လည်းခေါ်လာလို့ရပါတယ်ခင်ဗျအဓိကကတော့ကျွန်တော်တို့ဒီမှာလက်ငင်းစေးအရေးကြစေး promotion ဘာပေးသလဲဒါတွေကိုသေချာလေးစုံစမ်းမေးမြန်းပြီးမှပဲဝယ်ယူပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါရောင်းများဝယ်များများဖြစ်သွားမလားငါတို့မတင်နိုးနာနဲ့ငါတို့များအတင်များထိုးရောင်းသွားမလားဆိုတော့တန်တရားတွေကိုကျွန်တော်မဝင်စေချင်ပါဘူးကျွန်တော်တို့ဝင်းရှူဟာကုမ္ပဏီဒီလူကြီးမင်းတို့ရဲ့စိတ်တိုင်းကြအဆင်ပြေအောင်အတက်နိုင်ဆုံးကျွန်တော်တို့စူးစမ်းဆောင်ရွက်ပေးတာဖြစ်ပါတယ်ရောင်းပြီးသွားလို့ရှိရင်လည်းဒီလိုထော်လာကြီးတစ်စီးဆိုလို့ရှိရင်နောက်ကအင်ဂျင်ဂီယာပေါကျွန်တော်တို့6လအာမခံပါမယ်6လအတွင်းမှာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ဆရာတွေကကိုယ်တိုင်ရောက်လာပြီးတော့ပြုပြင်ပေးမှာဖြစ်ပါတယ်ဒါလေးတွေရဲ့အသာချက်လေးတွေဒီအယောင်သမားလေးတွေရဲ့အသာချက်လေးတွေကိုတခြားလေးနားထောင်တခြားလေးသူတို့ရှင်းပြတာလေးကိုတခြားလေးနားထောင်ပြီးတော့ဝယ်ယူမယ်ဆိုလို့ရှိရင်လုံးဝကိုအမှားယွင်းကင်းမှာဖြစ်ပါတယ်ဝင်းရှူဟာကုမ္ပဏီကမြန်မာတနိုင်ငံလုံးမှာကျွန်တော်တို့ထော်လာကြီးပဇင်းကောင်းထော်လာကြီးဝင်းရှူဟာနောက်တွန်းထော်လာကြီးကိုဘိုဒါယာမစသဖြင့်တစ်လုံးနှလုံးတို့ကစပြီးတော့ပေါ့နော်ရေတွဲမီးတွဲကစပြီးအစုံအကုန်လုံးကိုရောင်းချပေးနေတာဖြစ်ပါတယ်အဲ့တော့လာရောက်ကြည့်ရှုဝယ်ယူဖို့တိုက်တွန်းပါရစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်